Hello guys အားလုံးပဲမင်္ဂလာပါပို့ဒီနေ့ဗီဒီယိုမှာတော့ပို့ဒီအပေါ်မှာပြထားတဲ့ပုံလေးနှစ်ပုံကိုရေဝေးလေးပေးချင်ပါတယ်အပါချင်းကြလားပါချင်းကြရင်တော့ TikTok အကောင့်လေးရှိရပါမယ်ပို့ရဲ့ TikTok အကောင့်လေးကိုလာပြီးအပ်ပေးရပါမယ်ဒီမှာပို့ရဲ့ TikTok အကောင့်လေးရေးပေးထားပါမယ်ပြီးရင်တော့ပို့ရဲ့အကောင့်လေးကိုအပ်ပေးပါမယ်ပြီးလို့ရှိရင်ပို့ပြန်ပြီးတော့လက်ခံပေးပါမယ်အားလေးလာပြောရပါပါချင်းတဲ့လူတွေပဲပြောရမပါချင်းတဲ့လူတွေရပါတယ်ပြီးတော့ဒီပုံလေးရာကောင်မလေးတွေအတွက်လုပ်ပေးထားဖြစ်ပါတယ်ယောက်ျားလေးတွေမကြိုက်ဘူးလို့ထင်ပါတယ်အဲအကြောင်းမလို့တကယ်လို့မှယောက်ျားလေးပုံလေးလိုချင်ရူဖီတို့ဘာလို့ညာလို့ပေါ့နော်အဲ့ပုံလေးရောတင်ပေးပါမယ်အဲ့ဒါလေးကိုတော့စောင့်ပေးကြပါအောင်ရှင့်ဒီကဝေးလေးမှာပါချင်းဘွေရဲ့ TikTok အကောင့်လေးကိုလာပြီးအပေးကြပါအောင်လို့ပြောချင်ပါတယ်အားလုံးပဲဘိုင်းပါနော်ဗီဒီယိုလေးကိုလည်းစောင့်အောင်ကြည့်မယ် like ခလုတ်လေးကိုလည်းနှိပ်ခင်မယ် subscribe လေးကိုလည်းလုပ်ခဲ့ကြအောင်နော်အားလုံးပဲဘိုင်း